真理你路啊电台按这个马路应个标台路来身体把谁会都这样了。ဒါတော့လူနာတွေအသုံးပြုပြီးတော့เนาะဒါကပြက်စီးသွားတဲ့ဟာလေးတွေပေါ့ပြက်စီးသွားတဲ့ဟာလေးတွေဥမာနမူနာပြကျွန်တော်တို့မှာပေါ့เนาะဥမာပြောမယ်ဒီအောက်ကဒီကျွန်တော်တို့ရေပေါ့เนาะလေကိုဟိုပါပေါ့လေကိုဖြတ်ပြီးစီစဉ်ဖို့ဖြစ်တာဟိုပါပေါ့လေစစ်ပေါ့เนาะလေစစ်ဖြစ်တာရေဘူးလေးပါမယ်เนาะပါမယ်ပြီးတော့အပေါ်မှာကျွန်တော်တို့မီတာပါမယ်เนาะအဲ့ဒီအောက်ကတစ်ဆက်ဒီအပေါ်ကနေပြီးတော့မှဒီထီကတစ်ဆက်เนาะပြီးတော့ဒီကောင်ကတစ်ဆက်ဒီကောင်ကတစ်ဆက်ဒီကောင်ကတစ်ဆက်ပေါ့เนาะအားလုံး30 20 30 40 50မှာကျွန်တော်တို့ကောင်းတဲ့ဟာလေးတွေပြန်ပြီးတော့မှဒါအခုရွှေ့ပေါ့ဗျာကောင်းတဲ့ဟာလေးတွေပြန်မှန်းလိုက်တော့ဒါမျိုးအသုံးပြုလို့ရရင်เนาะတချို့ဟာတွေကျတော့ကျွန်တော်တို့ကျမ်းမာရေးနဲ့မညီညွတ်ဘူးပေါ့เนาะဒီမှာဒါလေးဆိုမှတန်ကြီးတွေကြိုက်နေเนาะဒါဆိုကျွန်တော်ကျမ်းမာရေးနဲ့မညီညွတ်ဘူးဟိုရမုံငွေရှိရင်တော့ကောင်းတာပေါ့ရမုံငွေရှိရင်တော့ကျွန်တော်တို့အကုန်လုံးအသစ်ဝယ်လိုက်တာပေါ့အခုကတော့ကျွန်တော်တို့ရမုံငွေလိုအပ်ချက်အကြောင်းလည်းပါတယ်ပေါ့နော်အောက်ဆီဂျင်လူနာတွေအဆင်ပြေအောင်ကျန်းမာရေးဆန်ညွှန်းနဲ့ညီအောင်လို့ပေါ့နော်အတန်းနိုင်ဆုံးတော့ကျွန်တော်တို့စစ်ဆေးပေးနေတယ်နော်ဖိုင်လားခဏလေးဟောပြန်ဖွင့်ကြည့်လေပေါင်ဖွင့်ကြည့်မီတာမတက်ဘူးကျွန်တော်တို့ဒီမှာเนาะလေရထွက်တယ်ကျွန်တော်တို့မီတာမပြအောင်เนาะမီတာခွက်လေးလဲမယ်မီတာခွက်ကောင်းတဲ့ဟာလေးတွေပြန်လဲမယ်ဒါမျိုးပြောဒါကောင်းလေးကျွန်တော်တို့အလဲဖြုတ်လိုက်တာပေါ့เนาะကောင်းတဲ့ဟာလေးစားပြန်ထည့်မယ်နော်ဒါဆိုကျွန်တော်ဒီဟာလေးပြန်ဖြုတ်ထည့်မယ်ပေါ့เนาะဟိုဖြုတ်တဲ့ဒီဖြုတ်ထဲပေါ့ဗျာဒါဆိုခုနကကျွန်တော်တို့အကောင်းသားပေါ့เนาะအကောင်းသားမီတာခွက်လေးကိုတက်တာနည်းနည်းစောင်းနေပြီနည်းနည်းโอเคရနော်ဖြစ်โอเคဒီမှာမီတာတက်ပြီနော်မီတာတက်ပါပြီအောက်ခွက်ထည့်ပြီစမ်းမယ်ကျွန်တော်တို့နော်မီတာတက်ဒီမှာမီတာတီးလေးတက်ပြီနော်ရိတ်လေးပေါ့ဒါဘလောက်ထားမယ်ဘလောက်ရှူလဲပေါ့နော်ဒါလုံးပြီဆိုပြီးပြီပြန်ပိတ်လိုက်ဒါပိတ်လိုက်โอเคဒါတော့ဒီနေ့ကျွန်တော်တို့ပြင်လို့ပြီးရ flow meter ပေါ့နော်ဘယ်နှခုရတယ်ဆိုတော့1ခု2ခု3ခု4ခု5ခု6ခု9ခု10ခု9ခု9ခုကောင်းသွားပြီနော်အခုကာလာပေါက်သေးဆိုလို့ရှိရင်တသိန်းကျော်တသိန်းခွဲဝန်းကျင်လောက်ရှိရပေါ့နော်ဒါအများကြီးတက်တာပါကျွန်တော်တို့ဒါရအသင်းကတော့ပရိုက်တာအသေးနေတော့ဒီလိုပါပဲလူသက်တွေကိုကယ်ဖို့တော့အဆောင်ကိုကျူးစားကြတာပဲပေါ့နော်ပုံနေပါလေမနေ့ပြန်ကြမှာပဲစီတော့မယ်ခုတော့အရန်အေးနေပြီတညနေလုံးလောက်တာပေါ့နော်ကဲမိုးနဲ့အောက်ဆီဂျင်ပန်လူရှင်များလဲဒါတို့ခေါ်ဆိုနိုင်ကြပါစေဗျာ